အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Man United fan တွေစောင့်မျှော်နေတဲ့ဒါ Man U ပွဲယနေ့တော့ American စံတော်ချိန်နေ့လယ်2နာရီမှာဒါ Everton ရဲ့အင်ကွင်းမှာ Man U တို့တွားရောက်ကစားဖို့ရှိတယ်ဆိုတော့ကကျွန်တော်တို့ Man U ပွဲကြည့်ရမယ်နော်ကျွန်တော်တို့ Man U ပွဲကိုကျွန်တော်တို့မကြည့်ရတာရက်တော်တန်ကြာသွားပါပြီဆိုတော့ကဒါတော်ကို Man U ပွဲကြည့်ရတယ်နော်တော်ပွဲတွေအမှန်ဆိုတော့စနေနေ့တနင်္ဂနွေနေ့တွေကန်တဲ့ပွဲကြီးကကျွန်တော်တို့ပို့ပြီးကြည့်ချင်တာလေဘာဖြစ်လို့ဒါတနင်္ဂနွေနေ့ကန်တဲ့ပွဲဆိုကျွန်တော်ပို့ကြိုက်တယ်ဘာကျွန်တော်အလုပ်နားရက်လေဆိုတော့ဒါ weekend မှာမကြည့်ရတဲ့အတွက်ဒါ Monday နေ့မှာကျွန်တော်တို့ဒါအဲ့ပြက်ခံပြီးတော့เนาะအာရှမှာရှိတယ်အာရှဘက်မှာရှိတယ်ကျွန်တော်တို့ဒါမြန်မာနိုင်ငံမှာရှိတယ်ကျွန်တော်ဒါ Man U fan တွေတစ်ဖက်မှာဒါထိုင်းနိုင်ငံမှာရှိတယ်မလေးမှာရှိတယ်ကွာဒါအာရှမှာတွေကကိုညပေါ့ဒါညဖြစ်သွားပြီဒီမှာကျတော့နေ့လယ်2နာရီဆိုတော့ကျွန်တော်တို့ဘယ်လိုပဲပြောကျွန်တော် Man U ပွဲကြည့်ရမယ်ဒီနေ့ကတော့เนาะဆိုတော့ Everton တို့အင်ကွင်းမှာ Man U တို့เนาะအကောင်းမှုဆုံးနဲ့အနိုင်3ဘတ်နဲ့ပြန်လာနိုင်မလားကျွန်တော်တို့စောက်ပြောကြအောင်ပါရှေ့ဖတ်တမကြောမှာတော့ကျွန်တော်တို့ကဒါ Man U ရဲ့အင်ကွင်းမှာ Auto Foot ကွင်းကြီးမှာ Everton ကိုเนาะ Everton ကတယောက်ရော့အနေထား73မိနစ်ကလေးက Everton ကစားသမားတွေအချင်းချင်းเนาะရန်ဖြစ်ပြီးမှเนาะရန်ဖြစ်ပြီးမှတယောက်ထုတ်ခံလိုက်ရတာဒါ Man U ကစားသမားတွေနဲ့ရန်ဖြစ်တာမဟုတ်တာနောက်တန်းကစားသမားတယောက်နဲ့เนาะဒါ Everton ကွင်းလင်လူနဲ့ဒါသူတို့စကားများပြီးမှเนาะဒါလက်တွေပါသွားတဲ့အနေထားမှာပေါ့ဒါတိုင်လုံကြီးကဒါတိုက်ခိုက်အနီနဲ့ထုတ်ပိတ်လိုက်တာဒါ Everton ကစားသမားတယောက်ဆိုတော့ Man U ကအဲ့ဒီအနေထားမှာအမှန်ကန်ဒါတိုက်စစ်တီဆင်ပြီးမှဂိုးတွေရရမယ့်အနေထားမှာ Man U ကတော့ဒါဂိုးတွေမရလိုက်ပဲနဲ့เนาะ Everton ကတကူတောင်တွဲခံလိုက်ရပြီးတော့ Man U ကအရှုံးနဲ့ကြုံတွေ့ခဲ့ရဖြစ်တယ်เนาะပထမကြောတော့ကဟာတော်တော်ကအဲ့ဒီတုန်းကတော့လေတက်ခံလိုက်ရတာမှလက်ကုန်ပဲစောက်ရှက်ဒီကွဲလို့တပြိုင်ပဲကွာတော်တော်အမိုရီလုတ်ဆုပ်ပလိုက်တာလေဒီပွဲမှာဆိုတော့ဒီနေ့ကကျွန်တော်တို့ Man U fan တွေ Man U fan တို့အမားခံလို့မရတော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကနော်ဒီနေ့ဒါ Chelsea တို့ကလည်းရမှတ်တူနေနော် Chelsea အဆင့်4မှာရပ်တည်နေပြီ Man U ကတော့ဒါအဆင့်5မှာဒါအမတ်တူနဲ့ Chelsea နဲ့45မှတ်တစ်ဖက်မှာလည်း Liverpool ကမနေရဒါ Nottingham Forest ကိုနော်ဒါအဝေးကွင်းမှာတွားရောက်ကစားပြီးတော့ခက်နဲ့အနိုင်3မှတ်ရယူထားတဲ့အတွက်ဒါ45မှတ်ဒီ3နှစ်ကအမတ်တူနေပြီတော်တဲ့တစ်ဖက်မှာဒါ Brentford ကဒါမနေရဒါဘယ်လိုပြောမလဲဒါ Brighton ကိုရှုံးသွားလို့အမတ်ကဒါနည်းနည်းကွာဟမှုရှိနေသေးတာမဟုတ်ရင်ဒါ Brentford ကဒါ Brighton ကိုနိုင်သွားမယ်ဆိုတော့43မှတ်နဲ့ဒါ Man U နားတို့ကတ်လာပြီ Chelsea တို့ Man U နားတို့ Liverpool နားတို့ကတ်လာပြီကျွန်တော်က Man U တို့အခွင့်အရေးကောင်းတစ်ခုပဲဘာဖြစ်လို့ဆို Man U ကတပွဲရော့နေတာဒီနေ့မှာ Man U ကဒါ Everton ကိုဒါအဝေးကွင်းမှာအနိုင်3မှတ်ရယူခဲ့မယ်ဆိုရင်ဖြစ်တာ48မှတ်ဆိုတော့တစ်ဖက်မှာအစစ်3မှတ်ရပ်တည်နေတဲ့ဒါ Aston Villa ကိုလေဒါအမှတ်ကွာဟမှုကအနည်းငယ်ကျင်းမြောင်းသွားမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲ Aston Villa ကနော်အခုချိန်မှာဒါ90မှတ်လား50တမတ်နဲ့အစစ်3မှတ်ရပ်တည်နေတယ်ဆိုတော့က Man U ကဒီနေ့နိုင်48မှတ်ဆိုတော့ Aston Villa နဲ့လည်းအမှတ်ကွာဟမှုက3မှတ်တိပဲရှိသွားမယ်ဆိုတော့ Man U တို့အတွက်အစစ်3ဝင်ရောက်ဖို့အတွက်လည်းအခွင့်အရေးကပိုပြီးကောင်းလာမယ်တစ်ဖက်မှာ Liverpool နဲ့ Chelsea တို့လည်းအမှတ်ကွာဟမှုကဒါ3မှတ်တိကွာဟသွားမယ်ဆိုတော့ Man U တို့အတွက်ကတော့အရှိကိုလည်းဒါအခြေအနေဟန်တယ်ဒါအနောက်ကိုပြန်ဆင်းဖို့အတွက်လည်းဒါအခြေအနေလေးတိတ်မဆိုးတော့ဘူးပေါ့ဗျာဘာဖြစ်လို့တပွဲဘာဖြစ်လို့ဆိုတော့3မှတ်ဆိုတော့က Man U တို့အခွင့်အရေးကောင်းပါဒီအခွင့်အရေးကို Man U တို့ Michael Carrick တို့ဒါကောင်းမှုဆုံးနဲ့အဆုံးတက်ပြီးတော့အနိုင်3မှတ်ရယူသွားမလားကျွန်တော်တို့စောက်ပြောကြရအောင်ပါနော်နည်းနည်းတော့စိတ်ပူတယ် Man U ကိုဘာဖြစ်လို့လဲဆိုတော့ Man U ကနောက်ဆုံးကန်ခဲ့တဲ့ဝက်ဟန်နဲ့ပွဲမှာ Man U တို့နော်ဒါတော်တဲ့ဒါရှုံးတော့မလို့ဒါBenjamin ဒါ Cisco ရဲ့နောက်ဆုံးတွင်းကိုကြောက်တော့ Man U တို့ကဒါ1-1တည်ရခဲ့တာဆိုတော့အဲ့ဒီနေ့ပွဲမှာ Man U တို့နော်ကြုံတွေ့လိုက်ရတဲ့အရာတွေကအလာတစ်ဖက်ဒါဝက်ဟန်တို့အတင်းကခံစစ်ပြေးလန်းကြောင်းပေါ်မှာကျစ်လစ်နေတာပဲကွာနော်ဝဘီဆာကာလေး Man U ကရောင်းထားတဲ့ဒါဝက်ဟန်မှာရောက်နေတဲ့အဲ့ဒီကစားသမားဆိုရင်ကောင်းပဲကွာဒါလူရှော့ရဲ့ဒါပိတ်ကန်တွင်းတဲ့လုံးအပိုင်လုံးကိုဖျက်ထုတ်တော့တာလှကွာအဲ့လိုပေါ့နော်ဆိုတော့ဒီ Man U နဲ့တစ်ဖက်ဒီအတင်းနေဒါအစစ်30တောင်းတွင်းမှာရပ်တည်နေတဲ့အတင်းနေနဲ့တွေ့ရင် Man U ကတော့ရမှတ်တွေတော်တော်လေးကိုဒါရယူဖို့ခက်တယ်နော်top 4မှာဝင်နေတဲ့အတင်းနေနဲ့ဆိုတာကိစ္စတိတ်မရှိဘူး Man U ကဒါရမှတ်တွေအများကြီးရယူနိုင်ခဲ့တယ်ဒီ top 4အတင်းနေထဲကဆိုတော့ဒါပေမဲ့ဒီ10မှာဝင်နေတဲ့ဒီအတင်းတွေကိုတော့ Man U တို့နည်းနည်းအရန်ကိုခက်ခဲရတယ်ပေါ့နော်ဒါအနိုင်3မှတ်ရယူဖို့အတွက်ဒါ Everton တို့ကလည်းဒါတို့ကလည်းကံပါပဲဘာဖြစ်လို့ဆိုတို့ဒါ Europa League ဝင်ခွင့်အတွက်တို့လည်းရုန်းကန်လာမှာပဲဆိုတော့က Man U တို့အတွက်နော်အရက်ကိုခက်ခဲတဲ့ပွဲဖြစ်မှာပါဒါပေမဲ့ကျွန်တော် Michael Carrick ကိုဒါယုံကြည်တယ် Michael Carrick ကိုကျွန်တော်ဘာပြောသူကစားကွက်တွေအနေငယ်အပြောင်းလေးတွေလုပ်ပြီးမှနော်ဒါအနိုင်3မှတ်ရယူသွားမယ်လို့ကျွန်တော်တို့အပြီးွားကျွန်တော်တို့မျှော်လင့်နေယုံကြည်တယ်ဆိုတော့ဒီနေ့မှာကျွန်တော်တို့တခုပဲမျှော်လင့်တယ်နော်ဘာဖြစ်လို့ဆိုတော့ဒါအမတ်ဒီယာလိုနည်းနည်းဘေးမှာနည်းနည်းလောက်အရန်ခုံမှာထိုင်ခိုင်းစေချင်တယ်နော်အဲ့ဒီသူ့နေရာမှာဒါ Brentford ကခေါ်ယူထားတဲ့ဒါတိုက်စစ်မှုဒါအာဘရန်ဘိုကိုတုံးပြီးတော့ဒါတစ်ဖက်မှာဒါကုညာနော်ပြီးရ
အထောင်တိုက်စစ်မှာနော်ဘေဂျမင်စီစကိုထားခိုင်းစေချင်တယ်နော်အဲ့လိုလေးကြည့်ချင်တယ်ပေါ့ဒါအမတ်ဒီယာလိုကအခုနောက်ဝိုင်းပွဲတွေမှာနည်းနည်းခြေချော်လာလေးဒီနော်နည်းနည်းခြေဆန်းပြခြေစွမ်းနေနည်းနည်းအနည်းငယ်တို့ကြာစင်းနေတာကျွန်တော်တွေ့ရတယ်ဆိုတော့ဒီနေ့ပွဲမှာကျတော့ဒီလိုလေးထွက်လာရင်တော့ပိုကောင်းတယ်ပေါ့မန်ယူတို့တမှုဒါနည်းနည်းလောက်ကစားကွက်လေးတွေအဲ့လိုလေးတွေပြောင်းပြီးမှဒါအေဗာတန်ကိုဒါအဝင်းကွင်းမှာတောက်ရောက်ကစားခိုင်းစေချင်တယ်အေဗာတန်ကိုတော့ကျွန်တော်တို့မလွယ်ဘူးနော်ဒါနောက်ဆုံးဒါအေဗာတန်ကိုကန်ခဲတဲ့ဒါနှစ်ပွဲစလုံးမှာလည်းမန်ယူကမနိုင်ထားတာကျွန်တော်တို့တွေ့ရနော်ဒါအဲ့ဒါဆိုတော့မန်ယူတို့အတွက်တော်တော်ကိုတတိထားပြီးကန်ရမယ်ဆိုတော့ဒါတစ်ဖက်မှာလည်းကျွန်တော်လီဗာပူးတို့ကိုလည်းဒါတတိထားရမယ်ဒါချယ်ဆီတို့ကိုလည်းတတိထားရမယ်ဒီအနေထားမှာမန်ယူတို့အနိုင်၃မိုက်ရယူသွားမလားဆိုတော့ကျွန်တော်တို့ဒါဘွေးပြီးရလက်ကိုကျွန်တော်တို့စောင့်မျှော်ကြရအောင်ပါနော်ဆိုတော့ကမန်ယူဖန်ပေါင်းတို့ကျွန်တော်တို့အပြည့်အဝယုံကြည်တယ်နော်စိတ်ချမ်းသာရမယ်နေ့တနေ့ပါနော်အနိုင်၃မိုက်ရယူပြီးတော့နော်အစ်စ်၄ကိုဝင်ရောက်မယ်ဒါအက်စတိုဗီလာနဲ့ရမှတ်ဒီနော်ကွာဟာမှုတွေကိုရှော့ချနိုင်မယ်နော်ဆိုတော့ကကျွန်တော်တို့အတွက်ဒါချန်ပီယံလိဝင်ခွင့်အတွက်ရန်ကွက်အခွင့်အရေးကောင်းတရက်ပါဆိုတာကိုကျွန်တော်ဘော်ရာတို့နဲ့အတူဆွေးနွေးတုံးတက်ချင်ပါတယ်နော်ကျွန်တော်တို့ဘွေးပြီးကြရင်ကျွန်တော်တို့ပြန်လဲစုံတွေ့ကြမယ်နော်အားလုံးပဲကျွန်တော်တို့ဘိုင်